တေမင်းကုံတယ်ပေါ့နော်တေမင်းကုံတယ်19ရာစုအမေရိကလက်မှတ်ဆက်သွယ်ရေးပုံမကောင်းမလာအောင်နိုင်ငံတော်မှာစူးစမ်းနေကြတယ်။လမ်းခင်းမှုအတွက်တော့တောင်တွေကိုဖောက်ခွဲရတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်။ဖောက်ခွဲရေးပစ္စည်းတွေမှာအပြင်းဆုံး nitroglycerin လို့ခေါ်တဲ့ဓာတုပစ္စည်းတစ်မျိုး nitroglycerin ကအရေးပုံစံနဲ့ပဲလာတယ်။ပြီးတော့အထိမခံအမားမခံအောင်တုံခါမှုတစ်ခုဖြစ်တာနဲ့ထပေါက်တာပဲ။ဒါပေမဲ့အဲ့ဒီဓာတုရေကတိတ်အသုံးဝင်တယ်။လူတွေအနေနဲ့လာပေါင်းနှစ်ပေါင်းများစွာလက်နဲ့တူရမယ့်နေရာတွေကိုခဏလေးအတွင်းမှာဖောက်ခွဲပြီးရှင်းထုတ်ပေးနိုင်တယ်။ဒီတော့ရွှေရင်းတူးရဲ့လူတွေရေနံသမားတွေတောင်မှတောင်ဖောက်တဲ့သူတွေအကုန်လုံးဒီဓာတုဆေးတွေကိုသုံးကြတယ်။ဒါပေမဲ့တောတဲ့တောင်တဲ့ဂူတဲ့လှိုင်ဂူထဲမှာဆိုရင်တော့ဘလို့မှစိတ်မချရအောင်။ပတ်ဝန်းကျင်ကမောင်မဲနေတာနဲ့ဆွတ်ဆွတ်နေတာနဲ့တယောက်ယောက်ကချော်လဲပြီး nitroglycerin ထည့်ထားတဲ့ပုံးတွေပေပါတွေပေါ်ပြုတ်ကျသွားရင်ထပေါက်ပြီးပဲ။ဒါကြောင့်ဂူတွေတွင်းတွေထဲမှာခဏခဏတေးကြတယ်။ဒါလည်းမကဘူးအနီးနားတော့မြို့တွေရွာတွေမှာလည်းပောက်ကွဲမှုတန်တွေကမလွတ်ဘူး1866ခုနှစ် West Fargo ပို့ဆောင်ရေးကနေပို့ပေးရမယ် nitroglycerin ထည့်ထားတဲ့တစ်သားပုံးတစ်ပုံးအရေးတွေစိမ့်ထွက်နေတာကိုဝန်ထမ်းတွေသတိထားမိသွားကြတယ်အထဲမှာဘာမှမသိရတဲ့အတွက်ဝန်ထမ်းတွေတစ်သားပုံးတွေကိုဖွင့်ကြည့်ဖို့လှုပ်တယ်တစ်သားပုံးတွေကိုတူနဲ့စောင်းနဲ့ထုပြီးတော့ခွာကြည့်တယ်ပောက်ကွဲမှုကြောင့်လူ15ယောက်သေသွားတယ်ကိုရောင်ရဲ့မိုင်ဝက်ပတ်လည်မှာရှိတဲ့အိမ်တွေနဲ့ပြင်းပေါက်တွေပါကွဲထွက်ကုန်တယ်နောက်နေ့သတင်းစာမှာပါလာတယ်တိုက်တိုက်ရဲ့သုံးလွှာမှာလူလက်ပြက်တစ်ခုတက်ချိတ်နေတဲ့ဟိုဘက်လမ်းမှာကျလူကျုံးမကြီးတစ်စုံလုံးပွင့်ထွက်ပြီးလမ်းပေါ်ပြုတ်ကျနေတဲ့ဆန်ဖရန်စစ္စကိုမှာရှိတဲ့ nitroglycerin စက်ရုံတစ်ခုမှာလည်းပောက်ကွဲမှုဖြစ်တယ်လူ15ယောက်သေတယ်ပောက်ကွဲတံကိုမိုင်40လောက်ကနေအောင်မှကြားရတယ်မြို့ခံတွေကငလင်လုတ်တယ်လို့ထင်နေကြတာနောက်နေ့သတင်းစာတွေမှာပါလာတဲ့အနီးနားလမ်းမတွေပေါ်မှာလူခန္ဓာကိုယ်အစိပ်ပိုင်းတွေပြုတ်ကျနေတယ်တဲ့1864ခုနှစ် nitroglycerin ပောက်ကွဲမှုတစ်ခုထဲမှာAlfred Nobel ရဲ့ညီဖြစ်သူအသက်ပါသွားတယ်။ Alfred Nobel ကသိပ္ပံပညာရှင်ပြီးတော့ငြိမ်းချမ်းရေးသမား nitroglycerin ကိုစိတ်ချရအောင်ပြုပြင်မှရမယ်ဆို Alfred Nobel ကဆုံးဖြတ်လိုက်တယ်။ဒီရေကိုမြေကြီးတစ်မျိုးရဲ့နဲ့ရောမွေလိုက်ရင်အနည်းဖြစ်သွားအောင်လုပ်လို့ရတယ်ဆိုတော့သူတေသနာလို့ရင်းနဲ့မှရှာဖွေတွေ့ရှိသွားတယ်။အနည်းဖြစ်သွားတဲ့အခါမီးမရှို့မချင်းပေါက်ကွဲတော့သူ့ရဲ့တီထွင်မှုကို Alfred Nobel က dynamite လို့နာမည်ပေးလိုက်တယ်။ dynamite ဆိုတာဝက်ဥချောင်းတွေလိုပဲပုံသွင်းလို့ရတယ်။ပြီးတော့မှဖောက်ခွဲခြင်းတဲ့နေရာကိုအပေါက်ဖောက်အချောင်းလေးတွေစီးပြီးတော့ထက်မီးမြတ်အဆင်ပြေတယ်။တဲဝါလို့ရတယ်။ပြုတ်ကြလည်းဘာမှမဖြစ်ဘူး။ dynamite ကြောင့်လူအသက်တွေတော်တော်လေးချမ်းသာရသွားကြတယ်။ Alfred Nobel လည်းတတိဖြစ်သွားတယ်။သူတီထွင်မှုကကဘာသူကဘာသားတွေကိုကူညီလိုက်နိုင်ပြီလို့ Alfred Nobel ကထင်နေတယ်။အဲ့ဒီအချိန်မှာပဲ Alfred Nobel ရဲ့အကိုဖြစ်သူနေမကောင်းဖြစ်ပြီးဆုံးသွားတယ်။ပြင်းတဲ့သတင်းစာတစ်စောင်က Nobel ညီအကို2ယောက်ကိုမှားပြီးတော့Alfred Nobel သေတယ်ထင်ပြီးတော့နိုင်ကြောင်ညာမှားရေးလိုက်တယ်။ Alfred Nobel သို့မဟုတ်တေမင်းကုံတယ်သေဆုံးတယ်။ Alfred Nobel အံ့ဩလုံးလို့ကြက်တေသေးပါတယ်။သတင်းစာထဲမှာဆက်ရေးထားတယ်။လူတွေကိုမြန်မြန်နဲ့မြန်တက်လို့ရအောင် dynamite ဆိုတဲ့အရာကိုထွင်ပြီးခဲ့ပြီးတတိဖြစ်သွားတဲ့ Alfred Nobel တဲ့သတင်းစာကိုဖတ်ပြီးတော့ Alfred Nobel မယုံနိုင်ဘူး။ dynamite ကိုတီထွင်ခဲ့လို့လူတွေအသက်ပြောက်ပိုနေဝအောင်လုပ်ပေးနိုင်ခဲ့တယ်လို့ယုံကြည်ထားတာလေ။အခုတော့သူ့ကိုတေမင်းကုံတယ်ဆိုပြီးတော့နာမည်တက်လိုက်ကြတယ်။တေမင်းကုံတယ်အဖြစ်နဲ့တော့သမိုင်းမတွေ့ညင်ဘူး။ဒါနဲ့ Alfred Nobel ဆုံးဖြတ်ချက်ချလိုက်တယ်။သူ့သမိုင်းကိုသူကိုယ်တိုင်ရေးမယ်သတင်းစာတွေရေးတဲ့သမိုင်းကိုသူလက်မခံဘူး။ Nobel ဆုဆိုတာသူဖန်တီးလိုက်တယ်။နှစ်စဉ်နှစ်တိုင်းကမ္ဘာတော်ဝန်ကထူးချွန်သူတွေကို Nobel ဆုပေးမယ်။သိပ္ပံပညာဓာတုဗေဒဆေးဝါးစာပေနဲ့ပတ်သက်တဲ့ထူးချွန်ဆုတွေအပြင်ငြိမ်းချမ်းရေး Nobel ဆုဆိုတဲ့အထူးဆုကိုပါတွဲဖက်ပြီးတော့ချီးမြှင့်မှုစီစဉ်တယ်။ခုခေတ်မှာ Nobel ဆုဆိုတဲ့အရာဟာအခမ်းအနားသုံးသောဆုလက်တစ်ခုဖြစ်သွားပြီ။သိပ္ပံပညာရှင်တွေနိုင်ငံရေးသမားတွေအင်မတန်လိုချင်တဲ့တန်ဖိုးဖြတ်မရတဲ့ဆုတစ်ခု။ Nobel ဆိုတဲ့နာမည်ကို Alfred Nobel အမိစေခြင်းတဲ့အတိုင်းလူတိုင်းကအမှတ်မိနေပြီကဘာမှာအကုန်ရှိဆုံးငြိမ်းချမ်းရေးဆုတစ်ခုရဲ့နာမည်လည်းဖြစ်သွားပြီ။သေမင်းကုံတဲ့တရားရဲ့နာမည်မဟုတ်တော့